အိမ်မှာမြစ်ချိုးခဲ့တာလေးရှိလို့မြစ်တာလဘောချက်စားပါမယ်အရင်ဦးဆုံးအနေနဲ့စူပုတ်ရွက်ချေပါမယ်တာလဘောတွေမှာထည့်ဖို့တငင်းသီးပစွန်စူပုတ်ရွက်ပင်စိမ်းကြက်သွနီနှလုံးမြုပ်သီးစိရေစိတ်ထားတဲ့ဆန်မှာပါဝင်ပစ္စည်းလေးတွေကတော့နေပါတယ်ပြုတ်ထားတဲ့တငင်းသီးကိုလည်းလီးပေးပါမယ်ပြီးရင်တော့ခွန်နာထားတဲ့ကြက်သွနီနှလုံးကိုထောင်းထားပါမယ်2 နာရီ 3 နာရီလောက်ရေစိမ်ထားတဲ့ဆန်ကိုလည်းထောင်းပေးပါမယ်ရုပ်သီးစိမ်းကိုတော့အလုံးကွဲရုံပဲထောင်းထားပါတယ်မြင့်မြင့်များနဲ့စားချင်းမိမယ်မြစ်ကတစ်ချောင်းပဲရပါတယ်မြစ်ကတော့တရီပြုတ်ထားပြီးသားပါပါဝင်ပစ္စည်းလေးတွေပြင်ဆင်ပြီးတော့စားချက်ပါမယ်စားချက်ဖို့အတွက်အိုးထဲကိုမြစ်ထည့်ပေးပြီးရေထည့်ပါမယ်အရသာအနေနဲ့ငပိစားအချုံမုတ်ထည့်ပေးပြီးဖုံးပိတ်ပြီးဆူတဲ့အထိချက်ပေးပါမယ်ဆူလိုက်ရင်တော့ဒညင်းသီးကြက်သွန်နီထောင်းထားတဲ့ငရုတ်သီးစိမ်းနဲ့ရေလိုသလောက်ထည့်ပြီးပြန်ချက်ပေးပါမယ်ချက်ပေးလိုက်တာဟင်းရအိုးဆူလိုက်ရင်တော့ထောင်းထားတဲ့ဆန်ကိုရေပြုတ်ပြီးထည့်ပါမယ်ပြည့်ပြည့်လေးစားချင်ရင်တော့ဆန်ထောင်းတာများများထည့်ပါရှင်ပြီးရင်တော့ပစွန်ထည့်ပါမယ်ပစွန်ကွယ်လေးဖြစ်လာရင်တော့စူပုတ်ရွက်နဲ့ပင်စိမ်းထည့်ပေးပါမယ်တေချာလေးမှွေပေးပြီးရင်တော့နောက်ဆုံးမှာတော့ပင်စိမ်းနဲ့မှုလေးနဲ့မြစ်တာလပေါ့လေးရပါပြီသူနဲ့စားဖို့ဆိုရင်ငါးကြော်လေးနဲ့လိုက်ပြီးမယ်အိမ်မှာစီးတဲ့ငါးချောက်ကိုပဲရခိုင်တုပ်ပါမယ်ငါးချောက်တုပ်ဖို့အတွက်ရင်ဦးဆုံးအနေနဲ့3 မင်းငါးချောက်ကိုပြုတ်ပေးပါမယ်မီးကင်လို့ရပြီမယ်ငါးချောက်ကလေးလို့ပြုတ်လိုက်တာပါပြုတ်တာတော့ငါးချောက်ကျက်တဲ့အထိပြုတ်ပေးပါမယ်ပြုတ်ထားတာလေးရရင်တော့အသားနှွင်ပေးပါမယ်ပြီးရင်တော့တုပ်ဖို့အတွက်ထောင်းထားတဲ့ကြက်သွန်ဖြူငရုတ်သီးစိမ်းငရုတ်ကောင်းနဲ့မိခင်နာတဲ့ငပိထည့်ပေးပါမယ်ရသအနေနဲ့ချုံမုတ်ထည့်ပါမယ်အချင်းတွဲကတော့တမြန်သီးသုံးပေးပါတယ်တေချာလေးနေပြီးရင်တော့ငါးချောက်တုပ်လေးရပါပြီတာလပေါ့ဟင်းဆွဆွဲတဲ့ငပိထောင်လေးပါရိုးနေလိုက်ရင်ထမင်းအိုးပြောင်တဲ့အထိစားကောင်းပြီးအရမ်းမိန်ပါတယ်နောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ဝပေးပါအောင်ရှင်